ဟုတ်ကဲ့အခုလက်ရှိထိုင်းနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့ပြောချင်တယ်ပေါ့နော်လက်ရှိထိုင်းမှာကျွန်တော်တို့မြန်မာတွေကိုကျွန်တော်တို့ဖိနှိပ်ခံနေရတဲ့ပုံစံမျိုးထိုင်းရောက်မြန်မာလုပ်သားတွေကြားထဲမှာခံစားနေရတာပေါ့နော်အဲ့ဒီအခြေအနေတွေကလည်းဒါကျွန်တော်တို့ဖြစ်ချင်လို့ဖြစ်လာတာမဟုတ်ဘူးရည်ရွယ်ချက်ရှိနဲ့ကိုဒီပုံစံမျိုးဖြစ်လာအောင်တဖြည်းဖြည်းနဲ့လှုပ်ဆောင်လာတာဖြစ်တယ်ပေါ့နော်အခုဆိုရင်ထိုင်းနိုင်ငံထဲမှာကျွန်တော်တို့အုပ်စုတစုကနေပြီးတော့မြန်မာလုပ်သားတွေနဲ့ပတ်သက်ပြီးတော့ဖိအားပေးမှုပေါင်းစုံလုပ်လာတယ်ဖိနှိပ်မှုပေါင်းစုံလုပ်လာတယ်အဲ့ဒီအနေထားတွေမှာမြန်မာတွေမှာမခံကျင်စိတ်တွေတော့ဖြစ်ပေါ်နေတယ်ပြီးတော့ငါတို့ဒီလိုနှိမ်ရမလားဆိုတဲ့အခြေအနေမျိုးတွေပေါ့နော်ဖြစ်နေတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေစိတ်သက်ကြင်ကြင်ကန်နဲ့ကျွန်တော်တို့အားတင်းပြီးတော့ရင်ဆိုင်ဖြတ်ကျော်ဖို့လိုတယ်အားလုံးစီးလုံးကြဖို့လည်းလိုတယ်ပေါ့နော်အခုချိန်မှာကျွန်တော်အရေးကြီးဆုံးကကျွန်တော်တို့အလုပ်တွေပုံမှန်စူးစမ်းပြီးတော့နေ့စဉ်အလုပ်သွားကိုအလုပ်ရှင်လုပ်ငန်းရှင်ကိုတထေးကြိုက်အောင်လုပ်ပြနိုင်ရင်ကျွန်တော်တို့ဘာမှစိတ်ပူစရာမလိုဘူးပေါ့နော်အဓိကကတော့ထိုင်းနဲ့မြန်မာပြဿနာတက်အောင်ထိုင်းရောက်မြန်မာတွေမြန်မာပြည်ကိုမြန်ပြန်အောင်မြန်မာတွေကျွန်တော်တို့နောက်ဆုံးစိတ်ဓာတ်တွေကြာပြီးတော့စိတ်ဆင်းရဲအောင်ပုံစံမျိုးစုံနဲ့ဖိနှိပ်လာတဲ့အနေထားလို့မြင်ရတာပေါ့နော်နောက်ဆုံးဒီထိုင်းနိုင်ငံမှာကိုဝင်ဆောင်ရတဲ့မြန်မာမျိုးသမီးတွေအလုပ်လုပ်ကိုင်းနေကျွန်တော်တို့ပြီးရင်ကလေးမိဖွားခွင့်မရအောင်ကိစ္စမျိုးတွေပေါ့နော်ဒီလိုကိစ္စမျိုးတွေကဒါကျွန်တော်တို့မြန်မာတွေပေါ်ဟိုဒါဟိုတည်တံ့ဖိနှိပ်လာတဲ့ပုံစံမျိုးကြီးတွေလိုဖြစ်လာတဲ့အတွက်မြန်မာလူသားတွေချားထဲမှာလည်းမကျေနပ်မှုတွေကအရန်အောင်များလာတယ်ကျွန်တော်စီမှာလည်းလာရောက်ပြီးတော့ရင်ဖွင့်တိုင်ကြားတာတွေပြောတာတွေတိုင်ပင်ဆွေးနွေးတာတွေအများကြီးရှိတယ်ဒါတွေကိုကျွန်တော်နေ့စဉ်ဖြည့်ရှင်းနေရတယ်အဲ့တော့ဒီကထိုင်းရောက်မြန်မာလူသားတွေကကျွန်တော်တို့ဒီကထိုင်းဆိုရထိုင်းလုပ်ငန်းရှင်တွေရဲ့ထုတ်ပြန်ချက်တွေနဲ့ထိုင်းလုပ်ငန်းရှင်ထိုင်းတထေးတွေရဲ့သဘောထားပေါ်မှာပဲမူတည်ပါတယ်ကျွန်တော်တို့လူတစုကကျွန်တော်မြန်မာနိုင်ငံသားတွေကိုထိုင်းနိုင်ငံကထွက်ပြေးအောင်လုပ်လို့မရပါဘူးဒီကကျွန်တော်မြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံမှာတန်းတဲ့ချီရှိတယ်ထိုင်းနိုင်ငံရဲ့ကျွန်တော်တို့ထိုင်းနိုင်ငံတော့ဘရင်မင်းမြတ်ကြီးကိုကျွန်တော်လေးစားချစ်ခင်ဆောင်နဲ့ကျွန်တော်တို့နေထိုင်ကျင့်ကြံတယ်ထိုင်းနိုင်ငံတော့ကချမှတ်ထားတဲ့ထိုင်းဆိုကချမှတ်ထားတဲ့ဥပဒေကိုကျွန်တော်လေးစားလိုက်နာတယ်နေထိုင်ခွင့်ထောက်ထားတွေပြည့်စုံနဲ့ကျွန်တော်တို့အလုပ်ကိုင်အလုပ်ကိုနေ့စဉ်ပုံမှန်လုပ်မယ်လုပ်စူးစမ်းမယ်ဆိုရင်ကျွန်တော်တို့ထိုင်းရောက်မြန်မာလုပ်သားတွေရဲ့အခြေအနေဟာဟိုကမ္ဘောဒီးယားတွေလိုခမင်တွေလိုကမ်ပူချာတွေလိုမျိုးကျွန်တော်စိုးဝါးသွားစရာမရှိပါဘူးအဲ့တော့ကျွန်တော်စိတ်ထဲမကြကြပဲနဲ့အတင်းထားပါအခုချိန်မှာကျွန်တော်ထိုင်းရောက်မြန်မာနိုင်ငံသားတွေကိုကျွန်တော်တို့ချစ်ခင်တဲ့သူတွေထိုင်းရောက်မြန်မာလူသားတွေတန်ဖိုးလောက်အားတန်ဖိုးတွေကိုနားလဲတန်ဖိုးထားတဲ့လူတွေလည်းအများကြီးရှိပါတယ်ထိုင်းလူမျိုးတွေပညာတတ်တွေလည်းအများကြီးရှိတယ်လုပ်ငန်းရှင်တွေတတိတွေလည်းအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးကိုယ့်ပေါ်ကိုချစ်ခင်နားလဲပေးတဲ့ထိုင်းလူမျိုးတွေကိုကျွန်တော်တို့များများဝိုင်းပြန်ချစ်ကြမယ်များများပြန်သူတို့ရဲ့အကောင့်တွေသူတို့ရဲ့ page တွေကိုကျွန်တော်တို့များများ follow လုပ်ကြမယ်ကျွန်တော်တို့ပေါ်ဖိနှိပ်တဲ့ကျွန်တော်တို့ပေါ်ကိုကျွန်တော်တို့ဒီနှိမ်ချစွာဆက်ဆံတဲ့သူတွေရဲ့အကောင့်တွေကျွန်တော်တို့ page တွေဆိုရင်ကျွန်တော်တို့ follow ဖြုတ်မယ်ကျွန်တော်ဝင်မကြည့်ဘူးမတွေ့ရင်လုံးဝ block ပြလိုက်မယ်ကျွန်တော်လုံးဝမမြင်ချင်ဘူးဆိုလူကြီးတယ်ဆိုရင်ကျွန်တော်တို့သူတို့ဟိုပေတွေပို့တွေပျောက်သွားအောင်ကျွန်တော်တို့ပို့ဝိုင်းထူလိုက်လို့ရတာပေါ့နော်အဓိကတော့ကျွန်တော်လူညီဖို့ပဲအဲ့ဒါကိုကျွန်တော်ဒီဗီဒီယိုလေးတွေ့တာနဲ့မြန်မာလူသားတွေ like လုပ်ပါကျွန်တော်တို့ပေါ်ချစ်တဲ့ထိုင်းလူမျိုးတွေအများကြီးရှိတယ်ကျွန်တော်တို့ပေါ်နားလေတဲ့